Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီနာချက်စာဖြစ်တဲ့ဟင်းလေးကတော့ဝက်ချစ်တော့ပဲဖြစ်ပါတယ်အရင်ဦးဆုံးဝက်ချစ်တော့ကိုအရင်တစ်ခေါက်အကျန်းဖြီးချက်ပေးရပါမယ်ပြီးမှရေအေးနဲ့တေချောက်ပြန်ဆေးလိုက်ရပါမယ်ဒါလေးကတော့ဒုတိယတစ်ခေါက်ပြန်ပြုတ်ပေးမှာပဲဖြစ်ပါတယ်အမြန်ပြုတ်အောင်အမြန်ပြန်ပွက်ဖို့အတွက်ရေနွေးကိုပြန်တုံးထားတာပေါ့နော်ဒီကြရင်အထဲမှာထည့်ပေးရမယ့်ဟာတော့ငရုတ်ကောင်းရယ်စမုံစပါးတွေပေါ့နော်ဟိုတစ်ခေါက်လို့ပြောတာလားတော့မသိခြေပွင့်ဒီကြအဲ့ဟာတွေမထည့်တာပေါ့နော်စားတော့မထည့်တယ်နှစ်နိုင်လောက်ပြုတ်ပေးရပါတယ်အခုဒီလိုမျိုးအခြေအနေဆိုရင်တော့ပြန်ဆေးထုတ်ပေးရပါမယ်ပြီးမှဦးထည့်ပြန်ကြော်ပေးပါမယ်ဒီထဲမှာပါဝင်တဲ့ပစ္စည်းကတော့ချင်းချက်တုံဖြူနဲ့ငရုတ်ဒီစိမ့်လေးဖြစ်ပါတယ်ဒီလိုကြိတ်ထားတာပေါ့နော်ကြိတ်ပြီးမှကြော်ပေးပါတယ်ခဏပြုတ်ထားတဲ့ဝက်ချစ်တော့ကိုထည့်လိုက်ပါမယ်ခဏလေးမွေးပေးရပါမယ်ကြရင်ငန်းပြရေအနောက်ဆိုယာဆော့စ်အနောက်နဲ့အကျီးကိုထည့်ပေးထားပါတယ်ဒီကြရင် QC ကိုလည်းထည့်ပေးပါမယ်ချက်သားမုံကိုလည်းထည့်ပေးပါမယ်စားကိုလည်းထပ်ထည့်ပေးပါမယ်တကယ်လို့အဆက်တွေကြိုက်အရန်ကြိုက်တယ်ဆိုတော့ငရုတ်တီးမုံပေါ့နော်ငရုတ်တီးမုံထည့်ရင်တော့ပိုပြီးမှစားလို့ကောင်းပါတယ်ပြီးတော့ငရုတ်တီးရယ် short စားနေရပေါ့နော်အဲဒါကြောင့်ငရုတ်တီးစိမ့်ကိုလည်းထည့်ထားပါတယ်ပတ်တာလည်းရန်နူးနေပြီလုံးဝအရတာချီနီမီပူဆက်လေးပေါ့နော်သမင်းဖြူပူလေးနဲ့ဆိုဝေါအင်တကွတ်တီပဲဒီကြရင်ဒီမှာနန်းပြင်းလေးကိုပြန်အုပ်ပေးမှာပေါ့နော်နန်းပြင်းထည့်လိုက်တော့ပိုပြီးမှစားကောင်းတော့ပြီးတော့ခဏလေးမွေးကြောပေးပါမယ်ပြီးတော့စားလို့ရပါပြီရတာရှယ်ပဲကြာဒီဟာလေးကတော့မာလာအမုံရဲ့မြုပ်တီမုံပေါ့မာလာမြုပ်တီမုံအကင်မုံပေါ့နော်အကင်မုံထဲမှာထည့်တဲ့မာလာအမုံအနည်းငယ်ဖြူထားပေးပါလေလို့အရင်ကစားကောင်းပါလေ See you next video